ကန်တော်မီပြုလို့မြို့အကြာညီစွာမြတ်ပြည်စွန်ဖျားမျိုးလေးတစ်မျိုးမို့ပညာပြုကပတ်တကဘာဗျာငါစုဝဲရဝင်ကျရက်တေးတာကခုအခါတော့ဘလက်ထွက်တေးတာမျိုးလေးဖြစ်တီလားသာယာရှုမပွဲမြင်သူတကငေးလောက်တဲ့တာပါဝင်အလှပြများရဲ့ရှားစာဝင်သမိုင်းနဲ့တနွယ်အထင်ရှားရှိခဲ့ပါတဲ့ဘုရားချင်းကမြေချိုးချီနော်ခဲတော်ဆိုတာအခုအခါတော့မနှောပြူစွာဖျားရဆုံးအောင်လဲလိုက်ပို့ပေးအောင်မလေကလေးစီကဟိုတစ်ဖက်ကန်စီကတောင်ကြီးနောင်ပထောပထက်ရှင်မရင်သာအုံမြလေးပန်းချန်တွင်ခဏနာပန်းဖြေကနာမည်ကြီးတဲ့သစားပွဲကောက်ချေကန်လဲသွားစားရောက်ခင်များဘာယာရှုမပွဲမြင်သူတကငေးလောက်တဲ့တာပါဝင်အလှပြများရဲ့ရှားစာဝင်သမိုင်းနဲ့တနွယ်အထင်ရှားရှိခဲ့ပါတဲ့ဟိုတစ်ချိန်ကမြေချိုးချီနော်ခဲတော်ဆိုတာအခုအခါတော့လေးချိုးစီမီနော်ကြီးနေရစီစာနေညို့ချိန်လေးညင်ခံချမ်းမရေးအတွက်လမ်းတူတူလျှောက်ကြအောင်မလားမဟာသိတိစာစီဒီဗမျိုးရှင်းမြောက်မှာတူတူဘူးကလမ်းမြင်နေအောင်မဲ့တကဘာလုံးစီဒီဘုရားအေးမြချမ်းသာတစ်ဆက်သေးဘူးနိုင်တာချိန်ရရင်သမိုင်းလဲဝင်ရှေ့ကဘရင်များထားတဲ့ဘုရားများလာတော့နေရရှုခင်ပေါ်တော်မူချေတော်ရင်းကကောက်စားသူတို့ကျမ်းမာလမ်းပြလာတော့နေရရှုခင်ပေါ်တော်မူချေတော်ရင်းကချစ်သူတို့တို့ညနေခင်းကပြောင်တက်ကိုစင်စင်ရဲဝဲအောင်မြင်နေလို့သာသနာဝင်လမ်းဒိန်နဲ့သစ္စာသူပြန်သွားရင်စင်တာရမမေးအောင်ကိုလေးရိုးသားစွာခင်မင်းဆုံးတွေ့ခဲ့တဲ့ခင်မင်းဆုံးတွေ့ခဲ့တဲ့ကိုလေးရိုးသားစွာသူပြန်သွားခဲ့ရင်စင်တာ